ဘောလုံးလောကမှာလည်းနိုင်ပွဲတစ်ပွဲဆိုတာကအတင်းအတွက်ဘယ်လောက်ထိအရေးပါနိုင်လဲအထူးသဖြင့် Manchester United လို့အတင်းကြီးမျိုးအတွက်ဆိုပိုတောင်ဆိုးတယ်ဒီတစ်ခါမှတော့တာမန်နိုင်ပွဲလေးတစ်ပွဲလို့ထင်ရပေမဲ့ပေါ့နော်ကန်ဝင်ပိုးကိုကြီးတရားဝင်မှတ်ချက်တစ်ခွန်းနဲ့အတီးပယ်တွေအများကြီးပြောင်းလဲသွားခဲ့တဲ့ပွဲတစ်ပွဲကြောင့်ကိုပြောပြသွားမှာပါဟုတ်ပါတယ်ဆာ Alex Ferguson စကားဘလူးဆိုရင်ဘောလုံးလောကတစ်ခုလုံးကတကယ်ကိုနားဆွင့်ကြတာပါသူရဲ့ team ချက်တွေကဘလောင်တောင်ဩဇာလွှမ်းမိုးလေးဆိုတာဒီစကားတစ်ခွန်းတည်းနဲ့တင်တီးနိုင်တယ်သူက Manchester United ရဲ့အောင်မြင်မှုတမိုင်းကိုကိုယ်တိုင်ရေးထိုးခဲ့တဲ့သူလေဆိုတော့အသီးတဲ့တန်ဖိုးတွေကစားဟန်လေးနဲ့ပတ်သက်လိုက်ရင်သူ့ရဲ့အမြင်ကပဲအဆုံးအဖြတ်ဖြစ်နေတော့မှာပဲ Okay ဒါဆိုရင်ပေါ့အဲ့လောက်တောင်အော်စာကြီးရဲ့ Ferguson က Aston Villa နဲ့ပွဲပြီးမှာတော့ဘယ်လိုမျိုးတုံ့ပြန်ခဲ့တယ်လဲပြီးတော့သူ့ရဲ့တုံးတက်ချက်ကဘာလို့ဒီလောက်တောင်အရေးကြီးသွားရတာလဲကဲစကြည့်လိုက်ကြအောင် ပထမဆုံးပြောချင်တာကတော့လေဒီပွဲကတာမန်နိုင်ပွဲတစ်ပွဲလုံးဝမဟုတ်ဘူးဒါကမရေရာမှုတွေဖိအားတွေနဲ့ပြည့်နေတဲ့မုံတိုင်းထံကာလတစ်ခုရဲ့အလဲတစ်ထက်မှရလာခဲ့တဲ့အောင်ပွဲတစ်ခုပါအဲ့ဒီအချိန်ကအချိန်တွေဘလို့ရှိခဲ့လဲဆိုတာအရင်ဆုံးပြန်ကြည့်လိုက်ကြအောင်အဲ့ဒီအချိန်တုန်းကကလပ်တင်းကရက်လက်တွေလေဆက်တိုက်ဆိုသလိုညံ့ဖျင်းနေလေအတင်းရဲ့ကစားပုံရောရှေ့ဆက်သွားမဲ့ဥတီချက်ရောအကလောပေါ်မှာမေကွန်းထုတ်မှုတွေအများကြီးနဲ့ရင်ဆိုင်နေရတဲ့အချိန်ပေါ့ပရိသတ်တွေရဲ့ယုံကြည်မှုကလည်းတော်တော်လေးကိုအောက်ဆုံးရောက်နေပြီဒီလိုအချိန်မျိုးကြီးမှာကစားခဲ့ရတဲ့ပွဲဆိုတော့လောင်ကြီးကတော်တော်ကြီးခဲ့တယ်လို့ပြောရမှာပါရလက်ကတော့ရှင်းပါပဲ3-1ကိုပြတ်နိုင်ပွဲတစ်ပွဲပေါ့ဒါမဲ့လေဒီကနန်းရဲ့နောက်ခွဲမှာပိုပြီးနည်းနည်းတဲ့တိုက်ခွဲတွေအများကြီးရှိနေခဲ့တယ်ရလက်ကောင်းရုံတက်ထက်ကိုအများကြီးပို့ခဲ့ပါတယ်ကဲဒီနိုင်ပွဲကဘာလို့ဒီလောက်တောင်ထူးခြားသွားရတာလဲအဖြစ်ကတော့အတင်းရဲ့ကစားပုံထဲမှာပရိသတ်ရဲ့အရန်ကိုလွမ်းနေတဲ့အရာတစ်ခုကိုပြန်မြင်ခဲ့ရလို့ပါပဲအဲ့ဒါကဘာလဲဆိုတော့ဟုတ်ပါတယ် Ferguson လက်ထက်က Manchester United ရဲ့အမတာစစ်စစ်တွေပါပဲဟုတ်ကဲ့ဒီပွဲမှာ Ferguson ရဲ့အတီးကအတွေ့ခေါ်လေးမနိုင်တဲ့ကိုထင်ရှားပြန်မြင်ကြရတယ်လို့တုံ့တက်ကြတယ်ဥပမာဆေယာဟတ်တန်မှုနဲ့စီကန်တိုက်စစ်ဦးစားပေးစားဟန်စိတ်တက်ကြန့်ခိုင်မှုပြီးတော့လူငယ်တွေကိုယုံကြည်မှုပေးတာတွေပေါ့ကဲဒီချက်တွေကဘလို့ပေါ်လင်ခဲ့လဲဆိုတာတစ်ချက်ကြည့်လိုက်ကြအောင်ပထမဆုံးအချက်ကတော့တိုက်စစ်ဦးစားပေးစားဟန်ပဲပွဲစားကလေးက United ကပြိုင်မှတ်ကိုအတင်းဖိအားပေးစားပြီးအဖွင့်ကိုစောစီတွင်းယူနိုင်ခဲ့တယ်ဒါကလည်း Ferguson လက်ထက်ကအတင်းတွေရဲ့အောင်မြင်မှုရဲ့အဓိကတော့ချက်ထက်ကအဲ့ဒီရဲရင်လေကစားပုံမျိုးအတိအကျပဲနောက်တစ်ချက်ကတော့ပြန်လဲထားနိုင်စွမ်း resilience လို့ခေါ်တာပေါ့ဘောလုံးမှာလေအခက်ခဲနဲ့တွေ့တဲ့အခါဘလောက်မြန်ပြန်တုံးပြန်နိုင်တယ်လဲဆိုတာကအရေးကြီးဆုံးပဲဆာ Alex Ferguson အမြဲတမ်းတောင်းဆိုခဲ့တဲ့အရေးတွေတစ်ခုလည်းဖြစ်တယ်ဒီပွဲမှာအတင်းရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုကိုတကယ်ကိုရှင်းလင်းမြင်ခဲ့ရတယ်ဗေလာကခြေကိုတွင်းလိုက်တဲ့အချိန်မှာ Old Trafford ကပိတ်တက်တွေစူးရင်သွားကြတယ်ဒါမဲ့အတင်းကပြိုးလဲမတော့ဘူးချက်ချင်းပဲတုံပြန်ပြီးပွဲကိုပြန်ထိန်နိုင်ခဲ့တယ်နောက်ဆုံးမှာတတိယမြောက်ကိုနဲ့နိုင်ပွဲကိုတေချစေခဲ့တာကပဲ Ferguson ကထင်ကြီးစေခဲ့တဲ့အချက်ဖြစ်သွားတာပါနောက်ဆုံးဒါပေမဲ့အရင်အရေးကြီးတဲ့ချက်ကတော့လူငယ်တွေကိုယုံကြည်မှုပေးတာပဲ Ferguson ရဲ့အမွေအနှစ်ဆိုတာကအောင်မြင်မှုတွေချေးပဲမဟုတ်ဘူးလေလူငယ်ကစားသမားကောင်းတွေကိုမွေးထုတ်ပေးနိုင်ခဲ့တာလေအဓိကပဲအဲ့တော့ဒီလိုရေးချတဲ့ပွဲမှာလူငယ်တွေရဲ့အကောင်းဆုံးခြေစွမ်းကိုမြင်လိုက်ရတာကအနာဂတ်အတွက်မျှော်လင့်ချက်အသစ်တွေပြန်ပေးလိုက်တယ်လို့ပါပဲကောင်းပြီဒီလို Ferguson ရဲ့အတွေ့အခေါ်တွေကိုကွင်းထဲမှာအကောင့်အထက် for ပြသွားနိုင်ခဲ့တဲ့နောက်ွယ်ကဥနောက်အဲ့ဒါကတော့ယာယီနီးပြ Michael Carrick ပါပဲသူရဲ့အခန်းကဏ္ဍကဘလောက်တောင်အရေးပါကြလဲဆိုတာစကြည့်ကြအောင် Carrick ဆိုတာက Ferguson လက်အောက်မှာ direct ကစားခဲ့တဲ့သူလေဆိုတော့ club ရဲ့တန်ဖိုးတွေကိုကိုယ်တိုင်ကိုကြစိတ်ဝင်နားလဲထားတဲ့သူပေါ့အခုလိုကစားသမားဘွားကနေနေပြဘွားကိုကူပြောင်းလာတဲ့အခါမှာသူကအဲ့ဒီအမွေနှစ်တွေကိုပဲပြင်လဲတဲ့ဆောင်လာပြီးအသင်းကိုလမ်းကြောင်းမှန်ပေါ်ပြင်တင်ပေးခဲ့တာပါတုံးသက်သူတွေကလည်း Carrick ရဲ့ နီးဗျူရာပိုင်းဟန်ချက်ညီမှုကိုတော်တော်လေးချီးကျူးခဲ့ကြတယ်ဘာလို့လဲဆိုတော့သူကခိုင်မာတဲ့ခန်းစစ်ဖွဲ့စည်းပုံနဲ့လှူရှားစီးဆင်းနေတဲ့တိုက်စစ်ကစားကွက်တွေကိုကွက်တိပေါက်ဆက်ပေးနိုင်ခဲ့လို့ပါပဲဆိုတော့ဒါတွေအားလုံးကိုခြုံပြီးပြန်ကြည့်လိုက်ရင်ဒီနိုင်ပွဲကဘာကြောင့်ရမှတ်3ဝတ်ထအများ
အများကြီးပိုခဲ့တယ်လဲဆိုတာရှင်းသွားပါပြီအထူးသဖြင့် Ferguson ကိုယ်တိုင်ရဲ့အတိမပြုမှုနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာပို့ပြီးတော့တောင်းထင်ရှားတော့တာပေါ့ တကယ်တော့လေ Ferguson ရဲ့အကောင်းမြင်တုံ့ပြန်မှုဆိုတာကအရေးသွေးအာမခံတန်စိတ်တစ်ခုလိုပါပဲဟုတ်ပြီဒီအသင်းလမ်းကြောင်းမှာဘောပြန်ရောက်နေပြီဆိုတာကိုအားလုံးအတွက်အခိုင်အမာအကြည့်ဖြူပေးလိုက်ကြတယ်ဘာမှမချဘူး နောက်ဆုံးမှာတော့ဒီနိုင်ကွဲကကွင်းထက်ကခြေဆက်တက်ပဲမဟုတ်တော့ဘူးပရိသတ်တွေရဲ့နှလုံးသားထဲကိုပါတိုက်ရိုက်တရောက်သွားခဲ့တယ်ပျောက်ဆုံးနေခဲ့တဲ့မျောလင်းချက်တွေအကောင်းမြင်စိတ်တွေနဲ့ကိုအတင်းပေါ်ထားတဲ့ဂုဏ်ယူမှုတွေကိုတကြော့ပြန်မွေဖွားပေးခဲ့တဲ့နိုင်ပွဲတစ်ခုဖြစ်ခဲ့ပါတယ် ဒါကြောင့်နောက်ဆုံးမှာအမေခွန်တစ်ခုခြံခဲ့ပါတယ်ဒါကခဏတဲ့အပြင်လေတောက်လောင်မှုလေးတစ်ခုပဲလားဒါမှမဟုတ်ကလဲခန္ဓာတဲ့အတိတ်ကိုအခြေခံပြီးဒီဆောင်မဲ့ခေတ်တစ်ခုရဲ့အစလားကဲအဖြေကိုတော့အချိန်ကပဲပေးသွားမှာပါ